မထွက်နိုင်ရင်တောင်းကြီးကလေးဘဝတိတ်မြင်ရအဖေမေတွေတိုင်းကျေးဇူးတရားတွေကိုသာသမီတွေအတွက်ဘဝကိုရည်ကြည်နေပူပူလဲမှတမအဖေကစိုက်ကမြင်မှချွေးရရချာအမေကတော့ဒီဘက်ရက်ကအရကတဲ့လူပေါ်ရောက်ဖြူရှာငါတို့တာသမီတွေလူရောက်ဖြစ်စီပေးမယ်မိဘဒီကမြဒီမန်းစီရဲ့အလုံးမပြတ်ခဲ့ဘူးရောက်လာပညာဆုံးငိမ့်မိဝါတပါကိုဆွတ်သွားသွားရဘာလို့တဘာဝတရားနဲ့ဖြစ်ဒီတွေမှာရှင်နာနာနဲ့ပြလို့လွန်ချင်နေအတိတ်ရွယ်ကကြီးငိမ့်လူဆရာရဲ့ဩကားကဲရဲ့အဖေနဲ့အမေရဲ့တည်င်းမမေးချလို့မိသားစုအတိတ်ကအလွန်ကပါအဖေငယ်လေးကမျိုးရှိုက်တဲ့မာတာရှိသားချော့ပြီးတဲ့ကဘာမီတစ်ခုလုံးပဲသာသမီနေဒီအဖေနဲ့အမေရဲ့တည်င်းကိုရှားဖို့မှာသာသမီအလုံးအကုန်ရောက်လာပြီးရောက်လာတော့လေမိဘတစ်ပါးကိုဘသူကတာဝန်မိဘတစ်ပါးကိုအယူကမအားကိုချင်အဖေနဲ့အမေကပြုံးကရတယ်သားသမီးတွေစိတ်ဝမ်းမကွဲအောင်အဖေနဲ့အမေရဲ့စကားကလေးမပူပါနဲ့သားတို့မပူပါနဲ့သမီးလေးတို့ရဲ့အဖေနဲ့အမေအတွက်စိတ်မပူပါနဲ့လေဘိုးဝါရိတ်တာတွေရှိရဲ့ဘိုးဝါရိတ်တာပို့ပြီးမိဝါနပါမဝေမရှိရင်ဘိုးဝါရိတ်တာကိုသွားပါပြေလို့မလွတ်နိုင်ယုံလို့လည်းမထွက်နိုင်ရင်တောင်းကြီးကလေးဘဝတူမြင်ရအဖေမေတွေတိုင်းကျေးဇူးတရားတွေကိုသာသမီတွေအတွက်ဘဝကိုရည်တည်နေပူပူလဲမှခမအဖေကစိုက်ကမြင်မှချွေးရရရှာအမေကတော့ဒီဘက်ကအရကတဲ့လူပေါ်ရောက်ဖြူရှာငါတို့တာသမီးလေးတွေလူရကိုဖြစ်စီပေးမယ်မိဘခမပြမစီရဲ့အပြုံးမပြည့်ရောက်လာပညာဆုံးငိမ့်မိဘတစ်ပါးကိုစွန့်ခွာသွားရဘာလို့တဘာဝတရားနဲ့ကြည့်ဒီတွေမှာရှင်နာနာနဲ့ခွင့်လို့လွန်ချင်အတိတ်ရွယ်ကကြီးငိမ့်လူဆရာရဲ့ဩကားကဲရဲ့အဖေနဲ့အမေရဲ့တည်င်းမမေးကြလို့မိသားစုအတိတ်ကအလွန်ကပါအဖေငယ်လေးကမျိုးရှိုက်တဲ့မာတာရှိသားချော့ပြီးတဲ့ကဘာမီတစ်ခုလုံးပဲသာသမီဒီအဖေနဲ့အမေရဲ့တည်င်းကိုရှားပြီးမှာသာသမီအလုံးအကုန်ရောက်လာပြီးရောက်လာတော့လေမိဘတစ်ပါးကိုဘသူကတာဝန်မိဘနှစ်ပါးကို
ဘူးခင်ဗျအဖေနဲ့အမေကပြုံးကပြတယ်သားသမီးတွေစိတ်ဝမ်းမကွဲအောင်အဖေနဲ့အမေရဲ့စကားတန်လေးမပူပါနဲ့တောင်းလို့မပူပါနဲ့တမီးလေးတို့အဖေနဲ့အမေတွေ့စိတ်မပူပါနဲ့ဘိုးဝါရိတ်တာရရှိရဲ့ဘိုးဝါရိတ်တာကိုပြီးအနိုင်မဲမြတ်တာအနန္တကဘာဒီလိုရပုဂ္ဂိုလ်ဆိုတိုင်း